အားလုံးပဲမင်္ဂလာပါဗျာဒီနေ့ဗီဒီယိုမှာတော့ဥရောပဘိုလုံးပရိသတ်တွေအထူးစောင့်ကြည့်နေကြတဲ့ Real Madrid နဲ့ Man City တို့ရဲ့ Champions League ပွဲစဉ်ကိုအသေးစိတ်သုံးသပ်ပေးသွားမှာပါဗျာဒီပွဲဟာ Champions League ရဲ့အကျိတ်နဲ့ရှည်ဆုံး rivalry တစ်ခုဖြစ်တယ်လို့ဥရောပရဲ့အမှတ်ရစရာအကောင်းဆုံးပွဲကြီးပွဲကောင်းဖြစ်လာမှာပါအင်ရှင် Real Madrid ဟာဒီယာစီမှာ play-off ကနေတက်လာခဲ့ရပေမဲ့ Champions League မှာတော့အတွေ့အကြုံအပြည့်ရှိတဲ့အသင်းပါဗျာအထူးသဖြင့်ဘာနီဘီယူအိမ်ကွင်း Champions League 25ပွဲမှာ19ပွဲအထိနိုင်ထားတဲ့မှတ်တမ်းကသူတို့ရဲ့ DNA ဘလောက်ကြောက်စရာကောင်းလဲဆိုတာသက်သေပြနေပါတယ်ဗျာကဲအဲ့ဒီ Man City အသင်းဘက်ကိုကြည့်ရအောင်ဗျာနီးပြ Pep Guardiola ရဲ့ City ဟာလက်ရှိမှာပြိုင်ပွဲစုံ17ပွဲဆက်ရှုံးပွဲမရှိတဲ့ form နဲ့အတူအကောင်းဆုံး tactical football ကိုကစားနေတာပါပြီးခဲ့တဲ့ဒီဇင်ဘာကဘာနီဘီယူမှာ2-9 တခိုးနဲ့နိုင်ခဲ့တဲ့မှတ်တမ်းကသူတို့ကိုယုံကြည်မှုအပြည့်ရှိစေမှာပါဒါပေမဲ့ Man City ရဲ့သူကစိုးရိမ်စရာကအဝေးကွင်းဖတ်တမ်းပါပဲနောက်ဆုံး Champions League အဝေးကွင်းရှိပွဲမှာ2ပွဲသာနိုင်ထားတာကြောင့်အဝေးကွင်းမှာသူတို့ပိုပြီးတတိထားကစားလာဖို့ရှိနေပါဗျာဒီပွဲမှာ tactical battle ကတော်တော်လေးပြင်းထန်မှာပါReal ဘက်ကခံစစ်လူစင်းအားနေနေလို့ပိုပြီးစနစ်တကျကစားလာမှဖြစ်တယ်လို့ City ကလည်းအဝေးကွင်းမှာအတိုက်စစ်ကိုအရန်ဖွင့်မှာမဟုတ်ပါဘူးဒါကြောင့်ဒီပွဲဟာ open game ထက်တိုက် game ထက်လာဖို့များနေတာကြောင့် under goals market ဘက်ကပိုပြီးစိတ်ဝင်စားဖို့ကောင်းနေပါတယ်ဗျာ score prediction အနေနဲ့တကိုးတရေဒါမှမဟုတ် Real ရဲ့အိမ်ကွင်းအတွေ့အကြုံကြောင့်တကိုး0ဆိုတဲ့ရလဒ်မျိုးတွေထွက်လာနိုင်ပါတယ်ဗျာမိတ်ဆွေတို့ရဲ့ခံမှန်းချက်တွေကိုလည်း comment မှာမျှဝေသိရပါအောင်ဗျာဗီဒီယိုကိုကြိုက်ရင် like and subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်နောက်ထပ်သုံးသက်ချက်တွေမှာပြန်တွေ့ကြမယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်